ဝေဒနာအစပြုရနဲ့ဒီကိုချင်းကိုတောက်လိုက်တယ်ဒီကိုချင်းကအေးမိချင်းကိုလုံးဝပျောက်ကင်းစေရလေမြန်မာပြည်သူပြည်သားတမ်းမများစွာတောက်တုံးနေကြတဲ့ဒီကိုချင်းစီယိုကိုကြည့်ရှုပေးနေတဲ့ပရိသတ်အားလုံးမင်္ဂလာပါ2026ခုနှစ်တစ်နှစ်တာအတွင်းအင်္ဂါနေ့မွေးစုတွေအတွက်ဘဝတိုက်ပွဲတွေကြားတွေကအောင်မြင်မှုကိုဖန်တီးနိုင်မယ်။ကြနေတဲ့ရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်။ပိတ်ဆို့နေတဲ့လမ်းကြောင်းတွေကုန်ပြန်ပွင့်လာမယ်။ခရီးကိစ္စစီစဉ်မှုစင်ပြေမယ်။အပြောင်းလဲတဲ့တလန်းတွေကိုဖန်တီးနိုင်မယ်။မူလစီစဉ်တာနဲ့လက်တွေ့ကွာဟနေကစားကိုဖြစ်လို့တဲ့စန္ဒကိုရဲ့ရည်မှန်းချက်တို့ကိုစနစ်တကျရှေ့တိုးလှုပ်လို့အောင်မြင်တဲ့ကာလတစ်ခုဖြစ်မယ်။အယူဆသဘာဝတွေသူများနဲ့ဆန့်ကျင်တဲ့ဒါပေမဲ့ကိုယ်ယက်တီချက်တွေကိုလောက်ကင်ပြီးတော့တက်လန်းကိုရနိုင်တဲ့ကာလဖြစ်သလိုအရာဝေးနဲ့ဆက်ဆက်မှုကြိုးပေးနိုင်မယ်။ January လမှာအဖြစ်အနှောက်အယှက်တွေကြားထဲကဖြတ်သန်းရမယ်။စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ်။မူလစီစဉ်တာနဲ့လက်တွေ့ကွာမယ်။ February လမှာမိမိကိုယ်တိုင်ရဲ့ကျန်းမာရေးအကြီးအကဲကျန်းမာရေးယူဆရမယ်။အပြည့်စည်နှောက်ယှက်များမယ်။ March လဟာထူးခြားခြားအောင်မြင်မှုတွေရလာပြီးတော့ရှင်ပြန်သူအားလုံးပေါ်မှာနိုင်ယူပြီးတော့ကိုယ့်ရဲ့ကံကြမ္မာအောင်မြင်မှုနဲ့တိုးတက်မှုကိုစနစ်တကျဖန်တီးနိုင်တယ်။ April လမှာရံများမယ်တိုက်ခံများမယ်သူတစ်ပါးကြောင့်ကိုယ့်ရည်ရွယ်ချက်တွေနှောင့်နှေးမယ်။မေလကတော့အထူးတလဲကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေလွှမ်းမိုးပြီးတော့ရာဆင်ပြေမယ်။ဂျွန်လမှာစိတ်အနှောက်အယှက်များမယ်။ကျမ်းမာရေးချူကြမယ်လူမှုရေးတိုက်ခံများမယ်လူယုံဒုက္ခပေးမယ်။ဇူလိုင်လမှာမူလစီစဉ်တာတွေကုန်လုံးတစ်မျိုးလုံးတွေဆဲတွေရက်တက်တာမျိုးနဲ့ခက်ခဲတာတွေနဲ့ကြုံတွေ့လိမ့်မယ်။ဩဂတ်လမှာအညာစွာလုံးကင်းပြီးတော့ကောင်းခြင်းကံကြမ္မာရဲ့မြတ်တာရရှိလာမယ်။စက်တင်ဘာလကတော့ထူးခြားခြားကောင်းတဲ့လထင်မှတ်ထားတဲ့တွေပို့ပြီးအောင်မြင်ခြင်းရပိုင်ခွင့်တွေရရှိခြင်းတွေကြုံမယ်။အောက်တိုဘာလမှာငွေကြေးလုပ်ငန်းရေးရာကံဖျားထူးခြားစွာတိုးတက်မယ်။နိုဝင်ဘာလကတော့စိတ်ပင်ပန်းလူပင်ပန်းဖြစ်ခြင်းတပါးသူကြောင့်ကိုယ်ရည်ရွယ်ချက်နှောင့်နှေးခြင်းလူငွေရေးပြဿနာတွေထိတိုက်ရင်ဆိုင်ရခြင်းတွေရှိမယ်။ဒီဇင်ဘာလမှာတော့အလုံးစုံကောင်းခြင်းနဲ့အရာရာစင်ပြေသောအနေထားနဲ့လိုရာပြည့်စုံခြင်းကိုရရှိလိမ့်မယ်။တနေ့တွေနဲ့သောကြာနေ့စနေနေ့ဝိသုတွေကောင်းကျိုးပေးမယ်။ကြာသပတေးနေ့တနင်္လာနေ့ဝိသုများကြောင့်မကြာခဏစိတ်နှောင့်ယှက်ရှိမယ်။အရေးကြီးတဲ့ကိစ္စတွေလုပ်တဲ့ကံတဲ့ကံမှာကိုယ့်ရဲ့ကံကြမ္မာမြင်မာစေရန်ကိုယ့်ရဲ့တေဇက်အရက်ဖြစ်သောမြောက်ရက်ကိုမျက်နှာမူရေမိုးတန့်စေပြီးကိုယ့်ရဲ့အာယုရက်ဖြစ်တဲ့တောင်ရက်ကိုမျက်နှာမူပြီးအင်ကြီးဝတ်စားဝတ်ပြီးအလိုရှိရာဆောင်ရွက်ပါအဖြူရောင်အစိမ်းရောင်မိခိုးရောင်တို့ကတနစ်တာကျိုးပြီးအယောင်များဖြင့်သုံးဆွဲနိုင်ပါတယ်ကျေးဇူးတင်ပါတယ်အေးမိဝေဒနာအစပြုတာနဲ့ဒီကိုချင်းကိုတောက်လိုက်တယ်ဒီကိုချင်းကချိန်တိုတွင်းပျောက်ကင်းစေတယ်မြန်မာပြည်သူပြည်သားတမ်းပေါင်းများစွာတောက်တုံးနေကြတဲ့ဒီကိုချင်း